direct ပြန်ကားတွေဟာဘာကြောင့် break အုပ်မဲ့အစားလေထီးတွေကိုအသုံးပြုကြတာလဲဆိုတာခင်ဗျားတို့တစ်ခါလောက်တော့တွေးပူးကြပါလိမ့်မယ်တနာရီကိုမိုင်330ကျော်ထိရှိလာတဲ့အရှိန်အဟုန်ပြင်းပြင်းနဲ့မောင်းနေတဲ့အခါမှာအဆိုပါပြန်ကားကြီးတွေဟာကမ္ဘာဆွဲအားဗဟိုချက်ခွာအားကြောင့်သူတို့ရဲ့ကားဘေးတွေဟာအပြင်ဘက်ကိုတိတိတတ်တာရှမ်းထွက်ဆွဲဆက်လာရတာဖြစ်ပါတယ်တကယ်လို့အဲ့ဒီလိုအချိန်ပြင်းနေတဲ့အချိန်မျိုးမှာ break ကိုသာကောက်လိုက်မယ်ဆိုရင်ကားဘေးတွေဟာလမ်းမနဲ့ပုတ်တိုက်မှုကိုချက်ချင်းဆုံးရှုံးသွားစေပြီးကားကြီးတစ်စီးလုံးဟန်ချက်ပြက်ကထိမ့်မနိုင်သိမ့်မရလဲထွက်သွားနိုင်ပါတယ်ဒါကြောင့်မလို့အချိန်ပြင်း direct ပြန်ကားကြီးတွေဟာအချိန်လျှော့ဖို့အတွက် break ကိုပထမဦးစားပေးအနေနဲ့လုံးဝအားမကိုးကြတာဖြစ်ပါတယ်အဲ့ဒီအစားစင်းတို့ဟာကားရဲ့အနောက်ဘက်ကနေကြီးမားလာတဲ့လေထီးတွေကိုဖြန့်ချလိုက်ပြီးလေထုရဲ့ခုခံတွန်းကန်မှုကိုအသုံးပြုကာကားကိုအနောက်ကနေဆွဲထိန်ပြီးအရှိန်လျှော့ချလိုက်ကြတာဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်ခြင်းအဖြစ်ပြင်းထန်လာတဲ့ရိုက်ခတ်မှုအားတွေကိုစုပ်ယူပေးနိုင်တဲ့အပြင်ကားကြီးကိုလည်းလမ်းမပေါ်မှာဘေးကင်းငြိမ်သက်စွာနဲ့ရပ်တန့်သွားစေနိုင်တာဖြစ်ပါတယ်ယထာတစ်စီးကသာနျူတိုမဟုတ်သောအရေးတစ်ခုရဲ့အပေါ်ကနေဖြတ်မောင်းသွားရင်ဘာဖြစ်သွားမလဲခင်ဗျားတို့သိတဲ့အတိုင်းပဲနျူတိုမဟုတ်သောအရေးတွေဟာတာမန်အရေးတွေလိုမျိုးပြုမှုလှုပ်ရှားခြင်းမရှိကြပါဘူးဥပမာအားဖြင့်လူတစ်ယောက်ကအဲ့ဒီအရေးကိုအပြင်းပြင်းနဲ့ထိုးနှက်လိုက်တဲ့အခါမှာရင်းဟာခဲလေခဲသားတောင့်တောင့်ကြီးလိုမျိုးမာခဲသွားတာကိုတွေ့ရပါလိမ့်မယ်ဒါပေမဲ့အตาရလေးပဲနှိပ်လိုက်တဲ့အခါမှာတော့သူ့ရဲ့လက်ဟာအထက်ကိုနှိပ်ဝင်သွားခဲ့ပါတယ်ဒါဟာဘာလို့လဲဆိုတော့အားတက်ရောက်မှုရှိလာတဲ့အခါအဲ့ဒီအရေးထဲမှာရှိတဲ့အလွန်သေးငယ်တဲ့အမှုံမွားလေးတွေဟာတစ်ခုနဲ့တစ်ခုယာယီအားဖြင့်တင်းတင်းကြပ်ကြပ်တွဲဖက်ပူးကပ်သွားကြပြီးအဆိုင်ခဲတစ်ခုလိုမျိုးပြုမှုလာကြလို့ဖြစ်ပါတယ်ဒါဆိုရင်အဆိုပါအရေးဟာတန်ချိန်ပေါင်းများစွာလေးလံတဲ့ယထာကြီးတစ်စီးရဲ့အလေးချိန်ကိုကောကြံ့ကြံ့ခံနိုင်ပါမလားဒါကိုသိရှိနိုင်မှုအတွက်ဟောင်းနှွမ်းနေတဲ့ယထာတန်လန်းတစ်ခုပေါ်မှာစမ်းသပ်မှုတစ်ခုကိုပြုလုပ်ခဲ့ကြပါတယ်သူတို့ဟာမိဘုံပြန်တစ်လုံးထဲကိုအဲ့ဒီနျူတိုမဟုတ်သောအရေးတွေဖြစ်တင်ပြီးတန်လန်းပေါ်မှာတင်ထားခဲ့တာပါဒါပေမဲ့လည်းယထာကြီးပြင်းရဲ့အပေါ်ကနေဖြစ်မောင်းသွားတဲ့အခါမှာတော့မမထန်ထန်ကြက်ကြက်ခံနေမဲ့အစားအဆိုပါမိဘုံပြန်ဟာပောက်ကွဲထွက်သွားခဲ့ပါတော့တယ်